အဲ့ဒီဖြော်ဖြော်မှုစီစဉ်လေးပါ Daily Guitar Music Band နဲ့တူပထမပိုင်းလေးကိုတော့ပြန်လဲကြည့်စရာမကောင်းနဲ့ပြန်လဲကြည့်ချင်စရာမကောင်းနဲ့အကြောင်းအရာလေးတစ်ခုပြောပြချင်ပါတယ်ပြန်လဲမကြည့်ဘူးဆိုတဲ့ချက်လေးကိုနားဆင်ပေးပါဦးရှင်ဖြူစင်နေချင်းများလဲလဲစားပုံမြင်လို့သူစကားတန်လေးတွေချုံနေနေစိတ်တစ်ခုမှမသိခဲ့ဘူးဟန်ဆောင်ကချင်းများတော့ချတော့လုံနေချင်းဖြူစားတဲ့သူပြောမာယာတွေချစေငါဝါလေအချစ်အစွန်းတဲ့ချစ်တွေအချာတော့အိမ်မက်တဲ့ကိုဘဝပြတ်သားတဲ့မင်းရဲ့စကားလုံးဝင်ချနာချီနေမိပြီခေါ်ရင်တော့ပေးစခဲခြင်းများပြန်လဲတွေ့တိုင်းမတစ်ခုကိုပဲရယူခဲ့တာရှိုးနိုးနေလေငါတို့ချူမလာအချိန်တွေကစနေချင်းများမဲလဲစားပုံမြင်လို့သူစကားတန်လေးတွေချုံနေနေစိတ်တစ်ခုမှမသိခဲ့ဘူးအဆောင်ကချင်းများတော့ချသွားလို့နေချင်းပြူစားတဲ့သူပြောမာယာတွေချစေနေတာပါအချစ်အစွန်းတဲ့ချစ်တွေချာတော့အိမ်မက်တဲ့ကိုဘဝပြတ်သားတဲ့မင်းရဲ့စကားလုံးတွေချနာချီနေမိပြီဟောရင်ကပေးစခဲခြင်းများပြန်လဲတွေ့တိုင်းမတစ်ခုကိုပဲရယူခဲ့တာရှိုးဘော်ဒီလေးငါတို့တူပါလားအချိန်တွေကလူသားသွားပါပါကိုပါပဲလုံးအကောင်းမပြောတဲ့သူတယောက်ကိုဟိုရင်ကပေးစခဲခြင်းများပြန်လဲတွေ့တိုင်းမခုကိုပဲရယူခဲ့တာရှိုးမိုးရီငါတို့သူပါလားရှုံးတဲ့ဆုံးမသွားချင်ပါပြင်စင်ငါရဲ့ရှိနောက်ကလည်းမသွားပါYo,
င်ပါတယ်ဒုတိယပိုင်းစီစဉ်မှာပြန်တွေ့ပါဦးမယ်ရှင်